ကိုမင်းမသိလို့မင်းပြရစီအောင် ဘာမင်း ချက်ချင်းတူတူပဲတချို့အိမ်ထောင်တွေမြဲตายရပြီးတော့တချို့အိမ်ထောင်တွေကဘာဖြစ်လို့မကြာခဏရံဖြစ်ပြီးမตายရကြတာလဲသူတို့လည်းချစ်လို့ယူထားကြတာမဟုတ်ဘူးလား ဟုတ်တယ်လေအဓိကပြဿနာအချစ်နဲလို့မဟုတ်ဘူးနေအဓိကတယောက်နဲ့တယောက်နားလည်ပေးဖို့မေ့နေကြလို့လူတွေကလေငါ့ကိုနားလည်ပေးပါလို့ပဲတောင်းဆိုတတ်ကြတယ်တကယ်တော့နားလည်မှုဆိုတာငါဘာပေးနိုင်လဲဆိုတာကနေစတာတဦးနဲ့တူအခက်မသိလို့စကားများတဲ့ခါကြရင်လေပြန်ခြေပဖို့ကိုပဲအစင်သင့်မပြင်ရဘူးတစ်ဖက်လူရဲ့ခံစားချက်ကိုသိရအောင်အရင်ဆုံးဆုံးအောင်နားထောင်ပေးရတယ်ကိုကအလင်းစလို့တုတ်ပြန်လိုက်မယ်ဆိုရင်လေအိမ်တော်ရေးတစ်ခုမှနားလည်မှုတွေလွဲပြီးတော့ပြဿနာတွေတက်တယ်ပင်မနေပြီလားလို့မေးမယ်အစားရေလေးတစ်ခွက်တိုက်ထားအိမ်အလုပ်တွေကူလုပ်ပေးတာစကားလုံးအလုံးတစ်ထောင်ထက်ပိုပြီးတော့ထိရောက်တယ်အိမ်တော်ရေးတစ်ခုမှလေတာယာတဲ့အိမ်တော်ရေးတစ်ခုကိုရဖို့ဆိုရင်ဒီအချက်လေးတွေကိုမှတ်ထားရတယ်စိတ်ဆိုးတဲ့အခါချက်ချင်းတုတ်ပြန်မဲ့အစားစဉ်းစားကြည့်ရတယ်သူ့နေရာမှာငါဆိုရင်ရောဆိုတဲ့ကိုချင်းစာစိတ်လေးနဲ့တွေးပေးကြည့်ရတယ်တဦးနဲ့တူအသေးအမွှားလေးကိစ္စအားစကျေးဇူးတင်စကားပြောဖို့ကမမေ့ရဘူးအဲ့ဒါတွေကအိမ်တော်ရေးတစ်ခုမှအဲ့ဒါတွေကအရန်အရေးကြီးတယ်အိမ်တော်ရေးဆိုတာပြည့်ပြည့်စုံတဲ့လူနှစ်ယောက်စုံတာမဟုတ်ဘူးလေမပြည့်စုံတဲ့လူနှစ်ယောက်ကနေတယောက်ကိုတယောက်နားလည်မှုနဲ့ဖြည့်ဆည်းပေးတာကိုအိမ်တော်ရေးလို့ခေါ်တယ်ဒီနေ့ကနေစပြီးငါ့ကိုနားလည်ပေးပါဆိုတာထက်မင်းကိုနားလည်ပြီးတော့ငါဘာလုပ်ရမလဲလို့ပြောင်းမိကြည့်လိုက်အဲ့ဒါဆိုရင်အိမ်တော်ရေးတစ်ခုကတာယာနိုင်ပြီကျေးဇူးပဲနော်ကိုမအခုလိုအသေးစိတ်လေးတွေရှိလို့မိလို့မိသားစုလေးတာယာပျော်ရွှင်နေရတာ ကိုကလည်းကိုတီဆောက်လိုက်တဲ့မိသားစုလေးကိုတာယာပျော်ရွှင်အောင်အမြဲတမ်းဖန်တီးပေးဖို့ကကိုယ့်ရဲ့တာဝန်ပဲလေအိမ်တော်ရေးတစ်ခုမှာကာမစိတ်တစ်ခုတည်းကိုပဲကြည့်လို့မရနားလည်မှုရှိမှဒီအိမ်တော်ရေးတစ်ခုကအမြဲတမ်းတာယာပျော်ရွှင်နေမှာဒါဆိုကိုတို့နှစ်ယောက်ပေါင်းပြီးတာယာပျော်ရွှင်တဲ့မိသားစုလေးအမြဲတမ်းတီဆောက်ရတာဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မိတ်ဆွေတို့အိမ်တော်ရေးအတွက်အကျိုးတစ်ခုခုရှိမယ်ဆိုရင်လည်း like and share လေးလုပ်တော့မမေ့နဲ့ဘူးเนาะအိမ်တော်ရေးနဲ့ပတ်သက်ပြီးဘယ်လိုပညာပေးလေးတွေရိုက်ရမလဲဆိုတာလည်း comment လေးမှာရေးပြီးတော့အကြံလေးပြုခဲ့ပါအောင်ဒီလိုမျိုးအိမ်တော်ရေးပညာရေးပေးဗီဒီယိုလေးတွေကိုအမြဲတမ်းကြည့်ရဖို့ကျွန်တော်တို့ရဲ့ account လေးကိုလည်း follow လေးလုပ်ပေးခဲ့ဦးเนาะအားလုံးချစ်ပါတယ်